ဘောလုံးသမိုင်းတစ်လျှောက်တပွဲတဲ့တွင်ကို9ဂိုးနဲ့အထက်တွင်ခဲ့ကြတဲ့ကစားသမားများကစားသမား9ယောက်ရွေးချယ်ထားပါတယ်စောင့်ကြည့်ပေးကြပါဦးနံပါတ်5တော့ Kylian Mbappe ဖြစ်ပါတယ်2023မှာ PSG နဲ့ Pale Castle အသင်းတို့ရင်ဆိုင်ကစားခဲ့ကြပြီးတော့ Kylian Mbappe ကအဲ့ပွဲမှာတပွဲတဲ့9ဂိုးတွင်ယူခဲ့ပါတယ် PSG ရဲ့သမိုင်းမှာတော့တပွဲတဲ့9ဂိုးတွင်မှုတဲ့ပထမဆုံးကစားသမားဖြစ်ခဲ့တာပါနံပါတ်4နေရာမှာတော့ Lionel Messi သူဟာတပွဲတဲ့9ဂိုးသူကစားသမားဘဝတစ်လျှောက်လုံးမှာ2ခါတွင်မှုပါတယ်2012ချန်ပီယံလိမှာလီဗာပူးဆင်နဲ့တွေ့ဆုံတော့တစ်ကြိမ်2022ခြေစံပွဲမှာအက်စတိုးနီးယားအသင်းကိုလည်းနောက်တစ်ခါပြန်တွင်ခဲ့ပါသေးတယ်နံပါတ်3နေရာမှာတော့ Robert Lewandowski ဒီဆန်ချယ်ကိုတော့လူတိုင်းရင်းနှီးပြီးသားဖြစ်မှာပါတပွဲတဲ့9ဂိုး9မိနစ်အတွင်းမှာတွင်ပြခဲ့တာပါနံပါတ်2မှာတော့ Cristiano Ronaldo ဖြစ်ပါတယ် Ronaldo ဟာသူ့ရဲ့ကစားသမားဘဝတွင်ဂိုး9ဂိုးနဲ့အထက်တွင်ခဲ့တဲ့ပွဲက3ပွဲတော့ရှိပါတယ်2015လာလီဂါမှာတစ်ကြိမ်အဲဒီ2015 Espanyol နဲ့တွေ့ဆုံတဲ့ပွဲမှာလည်းတစ်ကြိမ်2022နိုင်ငံအသင်းမှတစ်ကြိမ်စုစုပေါင်း9ဂိုးနဲ့အထက်3ကြိမ်ထိတွင်ထားပါတယ်ရိုနယ်ဒိုဟာဂိုးသွင်းမုတ်ဆိုးဆိုတာတော့ဘယ်တော့မှညင်လို့ရမယ်မထင်ပါဘူးနံပါတ်1ကဘယ်ကစားသမားဆိုတာခန့်မှန်းနိုင်လားသူဟာ2019 U20 World Cup မှာတပွဲတည်း9ဂိုးသွင်းခဲ့ပါတယ်ပြောရမယ်ဆိုရင် hat-trick 3ကြိမ်သွင်းခဲ့တာပေါ့သူဟာအခုဆိုရင် Premier League အသင်းကြီး6တင်းတွေထဲကတစ်တင်းမှကစားနေပါပြီ Premier League မှာလည်းရွှေဖနက်စုတွေနဲ့အတူအကောင်းဆုံးတိုက်စစ်မှုဆိုတဲ့နေရာတစ်ခုပါရနေပါပြီဘယ်ကစားသမားဖြစ်မယ်လို့ထင်တယ်